ဟုတ်ကဲ့မင်္ဂလာပါဒီကနေ့မှာတော့ညဘက်မှာရွေးချယ်စားသုံးတဲ့အစားအစာများအကြောင်းကိုတင်ပြပေးလိုပါတယ်တချို့လူတွေဟာညဘက်ဗိုက်ဆိုင်ရင်ခောက်ဆွဲကြောက်အာလူကြောကိတ်မုတ်ကိုကီဒါမှမဟုတ်အချိုရည်တွေကိုစားလေရှိကြပါတယ်ဒီစားစာတွေကကယ်လိုရီတကြားနဲ့အဆီဓာတ်များတဲ့အတွက်မကြခဏစားနိုင်မယ်ဆိုရင်ကိုလေးချိန်တက်လာနိုင်ပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့ညဘက်ဗိုက်စားတဲ့အချိန်တွေမှာရွေးချယ်စားသုံးလို့ကောင်းပြီးကယ်လိုရီကိုထိန်းထားနိုင်တဲ့အစားအစာ9မျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့အကြံပြုချင်တာကတော့ကြက်ဥပြုတ်ဖြစ်ပါတယ်ကြက်ဥမှာပရိုတင်းအရန်ကျွယ်ဝတာကြောင့်ဘိုက်ကိုကြာကြာပြည့်စေပြီးညဘက်အစာထက်စားခြင်းစိတ်ကိုလျော့ပါစေပါတယ်ကြော်ထားတဲ့ကြက်ဥထက်ပြုတ်ထားတဲ့ကြက်ဥကစီမလိုတဲ့အတွက်ကယ်လိုရီလည်းပိုနည်းစေပါတယ်ဒီချိန်ကိုကြက်ဥတစ်လုံးကနေနှလုံးအထိစားနိုင်ပါတယ်နောက်တစ်မျိုးကတော့အချိုမပါတဲ့ဒိန်ဂျင်ပဲဖြစ်ပါတယ်ဒိန်ဂျင်မှာပရိုတင်းနဲ့ပရိုဘိုင်အိုတစ်ပါဝင်တာကြောင့်အစာချေဖြတ်မှုကိုအထောက်အကူပြုပြီးဗိုက်ပြည့်တဲ့ခံစားချက်ကိုပိုကြားစေပါတယ်နောက်တစ်မျိုးကတော့အုတ်ဂျုံဖြစ်ပါတယ်အုတ်ဂျုံဟာဝိတ်ထိန်းနေသူတွေကြားမှာတော့လူကြိုက်များတဲ့အစားအစာတစ်မျိုးပါအုတ်ဂျုံမှာဖိုင်ဘာအများကြီးပါဝင်တာကြောင့်အစာချေဖြတ်နှုန်းကိုနှေးစေပြီးဗိုက်ကြာကြာပြည့်စေပါတယ်ပလိန်အုတ်ကိုရေနဲ့ဖြစ်စေအချိုမပါတဲ့အဆီထုတ်နွားနို့နဲ့ဖြစ်ပြုတ်စားနိုင်ပါတယ်တကြားနိုစီတွေထည့်လိုက်ရင်တော့ကယ်လိုရီတက်သွားနိုင်တယ်ဆိုတာကိုတော့မမေ့သင့်ပါဘူးနောက်ထပ်အစားအစာတစ်မျိုးကတော့အဆီထုတ်ထားတဲ့နွားနို့ဖြစ်ပါတယ်နွားနို့မှာပရိုတင်းနဲ့ကယ်လ်ဆီယမ်ရရှိစေပြီးဗိုက်ပြည့်စေပါတယ်ကယ်ရီအသင်းအနေနဲ့ဗိုက်တိတ်မစားပဲတစ်ခုခုတောက်ချင်ုံတတ်ဆိုရင်တော့ဂျင်းပြုတ်ရည်တံမြားရည်ချီယာစိဒါမျိုးတွေတောက်သုံးနိုင်ပါတယ်ဒီလိုမှမဟုတ်ပဲတခြားအချိုရည်တွေဖြစ်တဲ့ကိုကာကိုလာဘာဘယ်တီစတာတွေကိုတောက်သုံးနေမယ်ဆိုရင်တော့စန့်ကျင်ဘက်အနေအထားကိုဖြစ်စေမှာဖြစ်ပါတယ်နောက်ထပ်အစားအစာတစ်မျိုးကတော့ကယ်လိုရီအလွန်နည်းပါတဲ့သခွားသီးပဲဖြစ်ပါတယ်သခွားသီးဟာရေဓာတ်အများကြီးပါဝင်တာမှုဗိုက်ဖြစ်တယ်လို့ခံစားရစေပါတယ်ဒါကြောင့်ညဘက်ဗိုက်စားလာတဲ့အခါမှာသခွားသီးကိုအလွယ်တကူအစိမ်းစားနိုင်ပါတယ်နောက်ထပ်အစားအစာတစ်မျိုးကတော့ပေါ့ကွန်းပဲဖြစ်ပါတယ်ပေါ့ကွန်းမှာဖိုင်ဘာပါဝင်တဲ့အတွက်ဗိုက်ပြည့်စေပါတယ်ဒါပေမဲ့တချို့ပေါ့ကွန်းတွေမှာတော့ ထောပတ် cheese တကြားစီစတာတွေများစွာပါဝင်တဲ့ဆိုတာကိုတော့သတိချက်စေချင်ပါတယ်ဒါကြောင့်မိမိဖာသာအိမ်မှာပြုလုပ်နိုင်ရင်တော့အကောင်းဆုံးဖြစ်ပါတယ်နောက်ထပ်အစားအစာတွေကတော့ပန်းသီးနဲ့ငပြောသီးပဲဖြစ်ပါတယ်ပန်းသီးမှာအမြင့်တက်ပါဝင်တာကြောင့်ဗိုက်ပြည့်စေပြီးအချို့စားခြင်းစိတ်ကိုလည်းလျော့ပါစေနိုင်ပြောသီးမှာပိုတက်ဆီယမ် B6 နဲ့ဖိုက်ဘာတွေပါဝင်ပါတယ်ဒါပေမဲ့ငပြောသီးကပန်းသီးထက်ကယ်လိုရီပိုများတာကြောင့်အများကြီးတော့မစားသင့်ပါဘူးနောက်တစ်ခါသင်အနေနဲ့ညဘက်ဗိုက်စားလိုက်ရင်ခောက်ဆွဲကြောက်အာလူကြောကိတ်မုတ်အချိုရည်တွေကိုမရွေးချယ်ပဲကျွန်တော်အထက်မှာဖော်ပြခဲ့တဲ့အစားအစာတွေကတစ်မျိုးမျိုးကိုရွေးချယ်ကြည့်ဖို့တိုက်တွန်းလိုပါတယ်ဒီအစားအစာတွေဟာကိုယ်လေးချိန်ကိုအလိုလျောက်ကျစေမှာမဟုတ်ပေမဲ့ပမာဏမှန်မှန်စားပြီးတစ်နေ့တာကယ်လိုရီကိုထိန်းထားနိုင်မယ်ဆိုရင်တော့ဝိတ်ထိန်းရမှာအထောက်အကူဖြစ်စေနိုင်ပါတယ်ကျွန်တော်ရဲ့ channel လေးမှာကျန်းမာရေးဗဟုသုတတွေကိုအစဉ်မျှဝေပေးလျက်ရှိတာမို့ subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်